အားလုံးမင်္ဂလာပါကျွန်တော်ကတော့စိုးမေစွာပါကျွန်တော်ဒီနေ့သွားလည်ခဲ့တဲ့ကမ္ဘာအလားဆုံးလမ်းတွေတဲကတစ်ခုဖြစ်တဲ့နော်ဝေးနိုင်ငံရဲ့အတ္တလန္တိတ်သမုဒ္ဒရာလမ်းလေးအကြောင်းကိုဗီဒီယိုလေးနဲ့အတူတူကျွန်တော်သွားလည်ခဲ့တုန်းကရိုက်ထားတဲ့ဗီဒီယိုလေးကိုကျွန်တော်ပြပေးပါမယ်နော်တကယ်လို့စိတ်ဝင်စားရဆိုလို့ရှိရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါလို့ကျွန်တော်ပြောချင်ပါတယ်နော်တို့မျိုးကနေပြီးတော့မှဇက်လေးနဲ့အဲ့ဒီမိုလ်ဒဲဆိုတဲ့မျိုးလေးကိုဇက်ကူပြီးတော့တွားခဲ့တယ်ပေါ့နော်ဒါကတော့ခရစ်တဲဆန်မျိုးလေးကိုအဝင်ဝါမှာပေါ့နော်ကျိုးတရားလေးကိုကျွန်တော်တို့ဖြတ်ခဲ့တော့ပေါ့နော်အခုကတော့ကမ္ဘာအလားဆုံးလမ်းတွေကတစ်ခုဖြစ်တဲ့နော်ဝေးနိုင်ငံရဲ့အတ္တလန္တိတ်သမုဒ္ဒရာပြက်လန်းလေးကိုကျွန်တော်အခုစဝင်နေတာဖြစ်ပါတယ်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ကော်ဖီဆိုင်လေးတွေနဲ့ပြီးကြရင်အိမ်သာတို့ဘာလို့လှုပ်ထားပြီးသေးတယ်ပေါ့နော်မုတ်တွေပါလေဝယ်စားလို့လည်းရတယ်ပေါ့နော်ပိုက်စားလို့ရှိရင်ကျွန်တော်တို့ကတော့မုတ်လေးတွေပါလေးတွေအစားအသောက်လေးတွေပါလေးတွေထုတ်ပြီးတော့သွားတယ်ပေါ့နော်အပြင်မှာထိုင်ပြီးတော့စားကြတယ်ပေါ့နော်လီတော့နည်းနည်းတိုက်တယ်ပေါ့နော်ကျွန်တော်သွားတဲ့အချိန်တုန်းကခုကျွန်တော်ရောက်သွားပြီပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်လိုမျိုးလမ်းလေးတွေပတ်လျှောက်လို့ရအောင်ပြီးကြလို့ရှိရင်အတ္တလန္တိတ်သမုဒ္ဒရာကြီးကိုလည်းပတ်လဲကြည့်လို့ရအောင်ဆိုပြီးတော့လိုမျိုးလူသွားတဲ့လမ်းလေးတွေလှုပ်ထားပေးတာပေါ့နော်အလားလေးတွေဆင်ထားပေးတာပေါ့နော်အဲ့ဒီမှာကျွန်တော်ပတ်လျှောက်ပြီးတော့အဒီတရားကိုပေါ့နော်ကြည့်လို့ရအောင်ကျွန်တော်တစ်ပတ်လုံးပတ်ပြီးတော့လိုက်ရိုက်ပေးထားပါတယ်နော်ကြည့်လိုက်ပါဦးကျွန်တော်လည်း drone တော့ယူသွားသေးတယ်ဒါပေမဲ့လေကတိုက်လို့ drone လွတ်မရလို့ကျွန်တော်အပေါ်စီးကနေတော့မရိုက်လိုက်ဘူးအောက်ကနေပဲရိုက်လိုက်ပါတယ်နော်နောက်တစ်ခေါက်ကြာမှပဲdrone နဲ့ရိုက်ပေးပါမယ်နော်
ဒီတရားကကမ္ဘာအလားဆုံးလမ်းနေတဲ့ဟာတစ်ခုဖြစ်တယ်လို့အန်ဒီရဲ့အကြီးဆုံးတရားလည်းဖြစ်တယ်လို့လူများတွေကပြောကြတယ်ပေါ့နော်တကယ်လို့မုံတိုင်းတွေပါလာတယ်ဆိုလို့ရှိရင်အဲ့ဒီဘေးနားမှာရှိတဲ့လမ်းတွေကနေပေါ့နော်အဲ့လိုမျိုးရေလိုင်းတွေကအတုံးကြော်တက်တယ်ပေါ့နော်တချို့တပ်ပုံတွေထဲမှာဆိုလို့ရှိရင်ကျွန်တော်တွေ့ရပါတယ်နွေရာသီဆိုလို့ရှိရင်ပေါ့နော်tourist တွေတော်တော်များတယ်ပေါ့နော်အဲ့ဒီမှာပြေးနေတာပဲလာလေတဲ့လူတွေပေါ့နော်ဒါကတော့တငယ်ချင်းတွေယူလာပြီးတဲ့ကောင်းကျင်မောင်နဲ့ငချောက်ကြော်လေးကျွန်တော်စားခဲ့ပါတယ်နော်အခုဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ရှေ့မှာမြင်နေရတဲ့အဲ့ဒီတရားပေါ်ကနေကျွန်တော်တို့ပြပြန်သွားတော့မှာဖြစ်ပါတယ်နော်โอเคပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ပြီးတဲ့လူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နော်ကျွန်တော်ကတော့ဆိုမင်းစောပါနောက်ဗီဒီယိုကြမှာပဲပြန်တွေ့မယ်နော်